Hello မင်္ဂလာညချမ်းလေးပါရှင် Beautiful Imperfections ရဲ့ episode 2 ထိတော့ရောက်လာပြီပေါ့နော်အဲ့တော့ကျူရဲ့အနေထားဘယ်လိုဖြစ်နေလဲဆိုတော့ဒီ Facebook page ကတည့်တဲ့အတိုင်းပဲသူ3လ9နှစ်လောက်3လ page ကြီးက hack ခံလိုက်ပြတ်သွားပြီးအဲ့ page အသစ်လုပ်ထားရပေါ့နော်အဲ့အသစ်လုပ်ထားရလဲစိတ်ကမပါတော့တင်လိုက်မတင်လိုက်နဲ့ရက်ထားရဆိုတော့ page ကလုံးဝအသစ်နီးပါလို့ပဲ engagement ကလုံးဝမရှိဘူးYouTube channel ကလည်းဒီ podcast လုပ်မယ်ဆိုမှစထားတဲ့တပတ်တောင်တက်တမ်းမရှိသေးရဆိုတော့ podcast ကိုကျူတင်နေတဲ့ podcast ကိုမြင်တဲ့သူတွေနားထောင်တဲ့သူတွေအဲ့ဒါဘယ်သူတွေလဲဆိုတော့တင်တဲ့သူကိုတယောက်ပဲရှိနေတယ်ဖြစ်နေတာပေါ့နော် but it's okay it's fine ဒါကိုစလုပ်ချင်လို့ကိုယောက်ျားကို mic ဝယ်ခိုင်းထားတဲ့ CapCut ကိုလည်း paid version ဝယ်ထားတယ်ဘာလို့ဆိုတော့နောက်ခံဒီလုံးလေးကိုလေpaid version ကရရလေးသုံးချင်လို့ဆိုတော့ကကိုပြောချင်ရပြောဖို့ကိုလှုပ်ချင်တာလုပ်နေရတာပဲအဲ့ဒီတော့ပြောစရာဖြစ်စီပေါ့ရှင်အဲ့ဒါကတော့လေကျူရဲ့သားနိုဝါဆရာရတဲ့စကားပေါ့နော်နိုဝါပြောနေကြပါလဲဆိုတော့တော့လှုပ်ချင်တာပဲလုပ်မယ်တော့စားချင်တာပဲစားမှာပေါ့ဆိုတော့ပေါ့တော့မိငယ်ကလည်းတူတူပါပဲသူလည်းအဲ့တိုင်းပဲတခုလှုပ်ခိုင်းမိမိလှုပ်ချင်တာပဲလုပ်မယ်မိမိမလှုပ်ချင်တာဆိုမလုပ်ဘူးဆိုလိုက်ပဲဆိုတော့ဒီလိုကလေးနှစ်ယောက်ရဲ့အမေကျမကတော့သူတို့ရဲ့ Pro Max version လောက်ရှိမှာပေါ့နော်အဲ့တော့ podcast ကစလုပ်ပြီးဆိုတော့သူကပြောချင်တာပဲရှိတယ် What is podcast အဲ့ဒါတွေကိုစပြီးလေ့လာတာပေါ့နော်ဒါပေမဲ့ခုထိတစ်ပိုင်းပြီးတော့နောက်တစ်ပိုင်းနဲ့အတန်ကျူသွင်းထားတာမျိုးဘာပြီးရင်ဘာဆိုတာလည်းမလုပ်ထားဘူးအဲ့ဒါကြောင့် intro မှာတည်းကဘယ်လောက်ထိလုပ်ဖြစ်မယ်မသိဘူးဆိုတာကိုစကားဥခံထားခဲ့တယ်ပေါ့နော်ကျမနည်းနည်းလေးတကယ်တော့တော်တော် emotional ဖြစ်တဲ့အချိန်မှာပါတယ်ပေါ့နော်စိတ်ခံစားချက်မပိုင်ရင်ရေးပြီးသားစာတော့ပြန်ကူးမတင်ဘူးကိုလည်းမာနတအားကြီးတယ်ဒီတော့ emotional damage ကလေးပြောနေကြစကားပေါ့နော်အဲ့ဒါမျိုးမဖြစ်နေဘူးက podcast ဆက်သွင်းဖို့နံပါတ်1လိုအပ်ချက်ဖြစ်နေတာပေါ့ဥပမာပြောရင်ယောက်ျားနဲ့မတည့်ဘူးဆိုရှင်ရေးလက်စစာကြီးကဘလောက်ကောင်းတဲ့စာဖြစ်ဖြစ်ဆက်မရေးပဲနဲ့ပြစ်ထားလိုက်တာပဲအဲ့လိုပဲစာရေးနေနဲ့ကလေးတွေကပြောစကားနားမထောင်လို့စိတ်ထားကောက်လို့ရှိရင်လည်းအဲ့စာကိုဆက်မရေးတော့ဘူးပေါ့နော်အဲ့တော့ကိုရေးတဲ့စာကိုပြောတဲ့စကားအဲ့တော့ကိုယ်တိုင်ကအရင်ယူသားဖို့လိုတာပေါ့နော်ကိုယ်တိုင်မှမယူသားနေလို့ရှိရင်ကိုယ့်စာကိုပြန်မြင်ရမှာပြန်ဖတ်ရမှာတော့မှရှက်နေမှာပေါ့အဲ့ဒါအကြောက်ဆုံးလုံးမိမှာတခုပဲပေါ့နော်အရန်ကြီးကျယ်တယ်နော်သူကဒါဘာမှမဟုတ်အဲ့တော့တွေးလိုက်ရင်အကြီးကြီးတွေကြီးပဲစကားတွေလည်းအရန်များသွားပြီပေါ့နော်အဲ့တော့ကိုနဲ့အပြင်မှာတည့်ရလို့ဆိုတည့်တယ်ကျွန်တော်ဘလောက်တောင်စကားများရဲဆိုတာကိုလေအဲ့တော့ဒီလိုစကားများခြင်းလို့လေဒီ podcast ကိုစခဲ့တာโอเคအဲ့ဒါဆိုရင်တော့စကားများနေရရက်မယ်ကွာဒီနေ့ရဲ့ topic လေးကိုစသွားမယ်နော်အဲ့တော့မစခင်မှာကျွန်မချေရတဲ့အိမ်မီအခုကတော့ကျွန်မတို့နဲ့အတူမရှိတော့ဘူးသူ Australia ကိုရောက်သွားပြီပေါ့နော်သူကျွန်မကိုမွန်းလက်ဆောင်လေးပေးခဲ့တဲ့ empowering cats to inspire your everyday ဆိုရဲcat bundle တွေကနေပြီးကလေးတစ်ခက်ကိုအရင်ဆွဲပြခြင်းနဲ့ဒီညတော့ပေါ့နော် okay ဒီကလေးကထွက်လာတာပါလဲဆိုတော့ I have insecurities of course but I don't hang out with anyone who points them out to me ဒီကတော့ Adele ကပြောထားတာတဲ့ဆိုတော့ Adele လားပဲ Adele လားတော့လည်းမသိဘူးပေါ့နော်ဆိုတော့အဓိပ္ပာယ်ပါလဲဆိုတော့ကျွန်တော်မှမလုံခြုံမှုရှိတယ်ဒါပေမဲ့အဲ့ဒါတွေကိုပဲငါ့ကိုလက်ညှိုးထိုးပြောနေတဲ့သူတွေနဲ့တော့ငါမပေါင်းဘူးတဲ့လှလိုက်တဲ့စကားလေးနော် blame မိုင်းနဲ့မပေါင်းမှုဟေ့လို့ပြောတဲ့သဘောပါပဲကဲတကယ်ဒီနေ့အတွက် topic လေးကိုစလိုက်ပါတော့မယ်ရှင်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာတွေကပါလဲဆိုတော့ကျွန်မ2024ခုကရေးထားတဲ့စာလေးပေါ့နော်စာလေးကလုံလောက်အောင်ချစ်ပေးဖို့လိုပါတယ်ဆိုတဲ့စာလေးပါအဲ့စာလေးကအဲ့အတွေ့အမြဲရှိနေကြတာပေါ့နော်စာအဖြစ်နဲ့က2024မှာစပြီးတော့ရေးဖြစ်တာပေါ့နော်အဲ့စာလေးကကျွန်မတော်တော်ကြိုက်တဲ့အကြိုက်ဆုံးနေတဲ့တပုတ်လေးဖြစ်တယ်ပေါ့နော်အဲ့ကျွန်မစပြီးဖတ်ပြပေးမယ်နော်ဒီစာလေးကတော့ကျွန်မအထွေးရဲ့မနေ့ကတအားအိတ်ချင်တဲ့အချိန်မှာဝင်လာတာလေးပါမိသွားမှဆိုလို့အတင်းထားရေးဖို့ကြိုးစားပြီးမယ်အိတ်ပြောသွားပါတယ်အိတ်မပြောခင်ထိအထွေးထဲမှာတစ်ပိုက်လောက်တော့ဖြီးအောင်ရေးလိုက်ပါသေးတယ်ဒီနေ့ထိမမေ့ပဲခေါင်းထဲမှာဆွဲကြံနေရမို့စာအဖြစ်ရေးသားလိုက်ပါတယ်ဒီစာလေးကတော့ကျမတို့ပတ်ဝန်းကျင်မှာတွေ့နေမြင်နေရတာရယ်ကျမကြုံတွေ့ခံစားခဲ့ရတာတွေကိုအခြေခံပြီးရေးလိုက်ပါတယ်လုံလောက်အောင်ချစ်ပေးဖို့လိုပါတယ်တဲ့လုံလောက်အောင်ဆိုတဲ့စကားသိကိုတာပါတယ်
ချစ်ချင်းတွေလုံလောက်စွာမရလို့ချစ်ချင်းတွေကိုလုံလောက်စွာမဖော်ပြလို့အကာအကွယ်မဲ့နေကြပြိုလဲနေရသူတွေအများကြီးပါပထမဆုံးဖော်ပြချင်တာကတော့ကျမတို့သားသမီးတွေကိုလုံလောက်အောင်ချစ်ပေးဖို့လိုပါတယ်မိဘတွေရဲ့ချစ်ချင်းမေတ္တာကသူတို့ကိုအရာအားလုံးကနေကာကွယ်ပေးရမှာပါမိဘနဲ့အတူရှိနေခြင်းဖြစ်ဖြစ်အတူရှိမနေရင်ပဲဖြစ်ဖြစ်ချစ်ချင်းမေတ္တာအကာအကွယ်တစ်ခုလိုပဲကျမတို့ကလေးတွေကိုကာကွယ်ပေးပါတယ်သူတို့လုပ်တဲ့အရာတိုင်းမှာယုံကြည်မှုရှိအားအင်အပြည့်နဲ့ကြိုးစားလာနိုင်ဖို့ဆိုရင်ငါမိဘကငါ့ကိုချစ်တယ်ငါ့ကိုယုံကြည်ရဲဆိုတဲ့စိတ်ဆွမ်းအင်ကိုလိုအပ်ပါတယ်ပတ်ဝန်းကျင်မှာဆိုရင်လည်းမိဘကမျက်နှိုးစာချစ်ခင်ရတဲ့ကလေးတွေဆိုရင်ဘယ်သူမှပြောဆိုတာအနိုင်ကျင့်တာတွေမလုပ်ရဲကြတော့ပါဘူးသူမိဘကသူ့ကိုသိချစ်တာသူ့ကလေးကသူတို့အရာပဲဆိုပြီးတော့အဖိုးတန်စိန်ရွှေရနာလို့တန်ဖိုးထားတလေးတစားရှိပေးကြပါတယ်မိဘကိုယ်တိုင်ကဆဲဆိုအော်ငေါ့တန်ဖိုးမရှိသလိုဆက်ဆံခံရတဲ့ကလေးတွေမှာတော့ပတ်ဝန်းကျင်ကပါဟင်းရွက်ကစုံလို့မလေးမစားအော်ငေါ့တန်ဖိုးမထားကြတော့ပါဘူးဒီကလေးတွေကအိမ်အောင်ကြသည်ထိအိမ်အောင်ပဲရောခမီးခမတ်တွေကပါအထင်ကြီးချင်းမခံရတော့ပါဘူးနင့်မိဘတွေအောင်နင့်ကိုဒီလိုဆက်ဆံတာဆိုပြီးလေးစားမှုလျော့ပါတော့တယ်တစ်ဖက်မှာကတော့တန်ဖိုးထားခံရတဲ့သူမို့အိမ်အောင်ကြသွားတဲ့အခါမှာလည်းတန်ဖိုးထားခံရတဲ့သူအဖြစ်ဆက်လက်ရပ်တည်နေရပါတယ်သူမိဘတွေကတုံနေအောင်ချစ်တဲ့သားတုံနေအောင်ချစ်တဲ့သမီးမို့အနိုင်ကျင့်လို့မရဘူးဆိုတော့လိုနားလည်ထားကြပါတော့တယ်ဒီလိုသူတွေကတော်ရုံချစ်ပေးတာကိုလည်းအချစ်မိရင်မထင်ကြတော့ပါဘူးရေဘူးရအောင်ပြောတာပါနော်ဘယ်လိုပဲဖြစ်ဖြစ်မျက်နှိုးတန်ဖိုးထားခံရတဲ့သူတွေရှိပေမဲ့အများစုကတော့တန်ဖိုးမထားခံရတဲ့မိသားစုကလာတဲ့သူဆိုအလိုအထင်သေးပြီးအနိုင်ကျင့်ကြတာများတာပါပဲရှင်အိမ်တော်တစ်ခုမှဆိုရင်လေကိုယ့်ရဲ့အိမ်တော်ဘက်ကိုလုံလောက်အောင်ချစ်ပေးဖို့လိုပါတယ်ကိုယ့်ရဲ့အိမ်တော်ဘက်ကဖော်ပြတဲ့ချစ်ချင်းမြတ်တာရှိအကာအကွယ်တစ်ခုလိုအကာအကွယ်ပေးပါတယ်အိမ်တော်တစ်ခုပြုလိုက်တဲ့အခါမှာကိုယ့်ရဲ့အမျိုးသားကိုယ့်ရဲ့အမျိုးသမီးနဲ့ပတ်သက်ရတဲ့နှစ်ဖက်မိဘအတိုင်းဝိုင်းဆွေမျိုးတငယ်ချင်းတွေနဲ့အကုန်စတင်ဆက်ဆံရပါတယ်ဒီခါမှာကိုယ်တိုင်မှလုံလောက်အောင်မချစ်ပြပေးရင်ကိုယ့်အိမ်တော်ဘက်ဟာလုံလောက်တော့အကာအကွယ်ကိုမရတာနဲ့တူတူပါပဲခမီးခမက်ကတမိုးမထားမလေးစားဘူးဆွေမျိုးတွေကအထင်သေးမြင်သေးမယ်ပေါင်းတင်တွေကရှိရလို့တော့မထင်ပဲဆက်ဆံကြတော့မှာပါပဲကွဲပြားစွာနဲ့ပဲအရေးတယူချစ်မြတ်နိုးခြင်းခံရသူကတော့ဘယ်သွားတလေးတစားနဲ့အရေးတယူဆက်ဆံခံရမှာပါပဲကိုမိသားစုကိုလည်းဘယ်သူမှဝင်မစွက်ဖက်ပဲကိုပိုင်ဘဝကိုချွင်းချက်မရှိရရှိနေမှာပါပဲဘာလို့ဆိုလုံလောက်စွာချစ်ထားခံရသူအတွက်ချစ်ချင်းမြတ်တာရဲ့အကာအကွယ်ဟာတိတ်ကိုကြီးမားလို့ပါပဲဖေမေရောက်ခမရင်းနဲ့ပဲအတူနေမနေလုံလောက်တဲ့လေးစားမျက်နှိုးခံရမှုနဲ့ကာကွယ်ခံရမှုတွေကိုအလိုရရှိနေပြီဖြစ်မှာပါတမိုးတစ်ခုကကိုယ်ဖော်ပြမှုပုံမူတည်ပြီးကွဲပြားကုန်ကြတော့ပါပဲဒီလိုပြောလို့မိဘနဲ့အိမ်အောင်ပဲလုံလောက်စွာချစ်ချင်းမရရှိသူတွေကရောဘာလို့ရမှာလဲဆိုတဲ့မိကုန်းကိုဆိုပွဲရရှိပါတယ် broken family ကနေကြီးပြင်းလာတဲ့ကျမအတွက်ကတော့နှစ်အတော်ကြာပျော်ဆုံးနေခဲ့ပူပါတယ်ကိုကပဲတခုခုလိုအပ်ချက်ရှိနေတယ်လို့သူများကိုမပြည့်စုံဘူးလို့ထင်ခဲ့ပူပါတယ်အိမ်အောင်ကြလို့အိမ်အောင်ဘက်နဲ့အစင်မပြေပြန်ရင်လဲတလောကလုံးကိုလက်ညှိုးထိုးရီမောကြနေတယ်လို့ကိုသေးလေးဖြစ်သွားတယ်လို့အမြဲခံစားခဲ့ရပါတယ်ဒါပေမဲ့ဒါတွေကတကယ်တော့ကိုယ့်ရဲ့ခံစားချက်သက်သာပါလုံလောက်စွာအချစ်မခံရသူတွေဟာဘသူထက်မှနှိမ်ကြမနေပါဘူးအားလုံးနဲ့တန်းတူပါပဲသူများတွေကကြောတဲ့အခါမလေးမစားဆက်ဆံတဲ့အခါလက်ခံစရာမလိုပါဘူးကိုပိုင်အရေးအချင်းနဲ့တောက်ပနေလို့ရပါတယ်ဘသူချစ်ချင်းမှမလိုအပ်ပဲကိုပါတာတောက်ပရှင်တန်လို့ရတယ်ဆိုတော့ယုံကြည်ပါလုံလောက်စွာအချစ်မခံရခြင်းအတွက်ကို့မှာအပြစ်တစုံတရာမှရှိမနေဘူးဆိုတာလက်ခံထားပါနော်ကျမဘာမှလို့လည်းမတွေးပါနဲ့ကျမဘာမှကိုမမှားပါဘူးနော်လုံလောက်အောင်ချစ်ပေးဖို့လိုပါတယ်ဆိုတဲ့စာကသတိမပြုမိတဲ့သူတွေသတိပြုမိအောင်ရေးတာဖြစ်သလိုလုံလောက်အောင်အချစ်မခံရတဲ့သူတွေဟာလည်းဘာအပြည့်မှရှိမနေဘူးဆိုတာပြောပြချင်မိတာပါပဲဒါလေးကတော့စာလေးရဲ့အဆုံးသတ်ပါပဲရှင်ဒီစာလေးကိုဖတ်ပြတဲ့အခါမှာနားထောင်ပြီးတော့စိတ်ထဲမှာတစုံတရာငြိမ်းချမ်းမှုရပါစေလို့ဂျူကဆုတောင်းပေးပါတယ်ဒီ podcast တွေကိုဂျူရဲ့ page ကလည်းတင်ပေးနေသလို YouTube channel ကလည်းတင်ပေးနေရပေါ့နော်အဲ့တော့ VPN မကောင်းတဲ့သူတွေအနေနဲ့လည်း YouTube မှာနားထောင်လို့ရပါတယ်တကယ်လို့ဒီ podcast ကိုမြင်လိုက်တဲ့
နားထောင်မိရဆိုလို့ရှိရင်ကျူကို comment လေးတစ်ခုပေးခဲ့ပြီးလို့ရမလားပေါ့နော်ဘယ်သူတွေဘယ်လောက်မြင်လဲဆိုတာသိချင်လို့ပါဒါဆိုရင်တော့ခေါင်းတော့ကြပါရှင်နောက် podcast တစ်ခုတော့နောက်ခန်းစားချက်အသစ်တစ်ခုနဲ့ပြန်လာပါမယ်ရှင်